ပွဲစားတယ်လို့ပြောလိုက်လို့ရှိတယ်သူကမကြိုက်ကြအောင်ဒါရွေးချုပ်ပြီးတဲ့ချင်းတွေလူမိုက်လို့တင်ရှေ့ကနေထွက်ခိုင်းပြီးတော့အာလာဆရာလိုက်ရှိလို့ဆရာလိုက်ဥပဒေမှာတော့ပွဲစားဘရုကာဆိုတာရှိတယ်ပွဲညုတ်စားတဲ့လူဖြစ်တယ် ဒီရင်တက်တန်းလေးရောပုံသွားရင်ပိုင်ဆိုင်မှုကလည်းပြည့်ပြည့်သွားလား ပြဿနာတစ်စုံတရာဖြစ်လာလို့ရှိရင်မင်းကတိုးတိုးတိတ်တိတ်ဝယ်ထားတာလားပတ်ပလစ်တိအောင်မင်းဘာလုပ်တာကွန်ဒိုဆိုရင်အခန်းကျယ်ကြီးဆောက်ပြီးတော့ဓာတ်လီကပါတယ်ဟဲ့ငါ6လွှာအဆောက်အဦကြီးပါညာဆိုလို့ရှိရင်ကွန်ဒိုလို့တတ်မှတ်လိုက်တယ်ကွန်ဒိုလောအရာအဲ့ဒါမဟုတ် မင်္ဂလာပါဆရာ မင်္ဂလာပါ ဟုတ်ကဲ့ကြီးစုသူတွေနဲ့နှုတ်ဆက်ပေးပါအောင်ဆရာ ဟုတ်ကဲ့ကျွန်တော်ကတော့တရားလွတ်တော်ရှင်းနေတယောက်ဖြစ်ပါတယ်နာမည်ရင်းကတော့ဦးမြင့်အောင်ပေါ့ပြည်သားဖြစ်တဲ့အတွက်ခိတ္တရာမြင့်အောင်လို့ခေါ်ပါတယ်ကျွန်တော်ကစာရေးဆရာဖြစ်တဲ့အတွက်စာရေးဆရာကလောင်နာမည်တော့လွတ်တော်ရှင်းနေမောင်ကောင်းပြီလို့ပဲလူများကသိကြပါတယ် ဟုတ်ကဲ့ဟုတ်ဆရာဒီအင်ချန်မီနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်တရားဥပဒေရဲ့ရှုထောင့်ကနေပြီးတော့စာအုပ်တော်တော်များများထုတ်ထားတာသိရတယ်နော်ဆရာ ဟုတ်ကဲ့ ဟုတ်ဘယ်စာအုပ်လေးတွေထုတ်ထားတာတွေရှိလဲအားလေးနဲ့လည်းမိတ်ဆက်ပေးပါကြ ထုတ်ထားတာတော့အခုဆိုရင်တော့9အုပ်မြောက်အထိတော့ထုတ်ပြီးသွားပြီပေါ့နော်ပထမဆုံးထုတ်တာကတော့အင်ချန်မြေရောင်းဝယ်ငှားတည်ထားမဲ့အချက်များဆိုတာ2012လောက်တုန်းကထုတ်တယ်အစာအုပ်ထုတ်ဖြစ်ခြင်းအကြောင်းကလည်းပဲပထမဆုံးတော့အင်ချန်မြေဂျာနယ်တော်တော်များများပေါ့အထင်ရှားဆုံးကတော့ရွှေစက်တကန်ဂျာနယ်တို့အကျိုးဆောင်ဂျာနယ်ပေါ့နော်ဂျာနယ်ကြီးတွေပေါ့နော်ဈေးကွက်ဂျာနယ်တို့မှာအဲ့လိုမျိုးရေးသားခဲ့တယ်အဲ့ရေးသားခဲ့တဲ့ဟာတွေကိုဒီအင်ချန်မီနဲ့ပတ်သက်လို့လူတွေကအယောင်းွယ်လုပ်နေကြတော့လည်းပဲစီမင်းစည်းကမ်းတွေအင်ချန်မီလုပ်တဲ့ခါမှာရောင်းသူဝယ်သူတို့ရဲ့တာဝန်တွေပေါ့နော်အဲ့ဒီဟာတွေနဲ့ပတ်သက်လို့နောက်တစ်ခါဝယ်သူတွေကလည်းအချို့ပိုင်းတွေမှာရောင်းမဝယ်မားတွေဖြစ်တယ်အဲ့အချက်လက်တွေပေါ်မှာပြီးတော့ဆရာရဲ့ဒီ1990လောက်ကတည်းကဆရာအင်ချန်မီလောကထဲမှာထားပြီးတော့ရောက်နေပြီပေါ့ရောက်နေပြီဆိုတော့ဒါပေမဲ့တစ်ဖက်ကတော့အမှုလိုက်ရှင်းနေလေလုပ်တယ်တစ်ဖက်ကလည်းပဲအချင်းမီစာဥစ္စာရှင်းနေလေလုပ်တယ်အဲ့အချိန်မှာမိမိဘဝမှာတွေ့ကြုံရတဲ့အတွေ့အကြုံတွေကိုအဲ့ဂျာနယ်တွေမှာအပတ်စဉ်ပေါ့နော်ရေးသားရင်အဲ့ဒါတွေကအားလုံးကိုစုပေါင်းထုတ်လိုက်ရင်ကောင်းမယ်ဆိုပြီးတော့အကြံရတာနဲ့စိတ်ကူးသစ္စာပေးကနေစထုတ်တယ်စာအုပ်ပေါ့နော်အဲ့ဒါတော့ပထမဆုံး2012မှာထုတ်ချင်းမဲ့တော်တော်များများရောင်းရပါတယ်ရောင်းအားလည်းတော်တော်ကောင်းတယ်အဲ့လိုမျိုးဆိုတော့နောက်အချိန်ကတော့တိုက်ခန်းအင်ချန်မြေရောင်းဝယ်ငှားပေါ့ထပ်ပြီးတော့ထုတ်တယ်အဲ့တော့တိုက်ခန်းအင်ချန်မြေရောင်းဝယ်ငှားမှာကြတော့တိုက်ခန်းတွေအကြောင်းနဲ့အင်ချန်မြေတွေအကြောင်းဒီနှစ်ခုမှာတွေ့ရတဲ့အချက်တွေနောက်တစ်ခါကျိုးပွန်းအယောင်းဝယ်အဲ့ကြတော့ခစ်စားလာတဲ့ခါကျတော့ကျိုးပွန်းအယောင်းဝယ်လုပ်တဲ့ခါမှာဘယ်လိုရောင်းနေဝယ်တဲ့ရောင်းသူတွေရဲ့စီကံဝယ်သူတွေရဲ့စီကံကန်ထရိုက်တာနဲ့စာရုပ်စာတမ်းဘယ်လိုချုပ်ဆွဲရဆိုတဲ့အချက်လက်တွေကိုထည့်သွင်းပြီးတော့မှအဲ့ဒီစာအုပ်မှာတိုက်ခန်းအင်ချန်မြေရောင်းဝယ်ငှားဆိုပြီးတော့ဒုတိယကျင်ထုတ်လိုက်တယ် အင်ချန်မီလို့ပြောလာလိုက်တာနဲ့ဒီရှင်းနေနဲ့အကျိုးဆောင်ပေါ့နော်ဒီလိုမျိုးပုံကိုယ်နှစ်ဦးကမပါမဖြစ်လို့ဖြစ်နေတာပေါ့နော်ဒီပုံကိုယ်နှစ်ဦးကရောဒီလိုအင်ချန်မီဝယ်ရောင်းလုပ်တဲ့ခါမှာရောဘယ်လိုမျိုးကန်တာတွေကနေပြီးတော့ဘယ်လိုမျိုးအကျိုးတက်ရောက်မှုတွေရှိလဲဗျ အဲ့ဒါအရေးကြီးဆုံးအချက်ပဲဒီလိမိတာဆရာလဲတော်တော်လေးသဘောကျတယ်။ဘာကြောင့်လဲဆိုတော့ဒီနေ့ရှိရပဲဖြစ်ဖြစ်အင်ချန်မီစာရုပ်စာရမ်းနဲ့ပတ်သက်ကျွမ်းကျင်သူပဲဖြစ်ဖြစ်ဒီဝယ်သူရောင်းသူကအကျိုးဆောင်မပါလို့မရဘူး။သူကဓာတ်ရဲ့ဘလူးကိုဆက်သွယ်ရမှာမသိဘူးလေ။ကိုလိုချင်တာကတောင်တကုံလိုနေရာမျိုးမှာဝယ်ချင်တယ်သူတို့ပြတာတကုံစိတ်ကမ်းမှာရှိတယ်ပြလို့ရှိရင်မရဘူးလေ။မျိုးတကုံနေပဲကြိုက်တာမျိုးတကုံနေတော့34ကတော့VIM ရက်ကွက်မလို့မကတ်နိုင်ဘူးဒါ30လောက်ပေါ့နော်နောက်ဘုံဘူးဘာထုလမ်းလောက်အဲ့လောက်လေးရှာပေးပါဆိုတဲ့ခါကျသူတို့ချင်းကပွဲစားချင်းမိတ်ဆွေတွေဖြစ်ကြပြီးချိတ်ဆက်မိပြီးတော့သူက group တစ်ခုဖြစ်သွားတယ်ပေါ့အဲ့ကြောင့်သူတို့အကျိုးဆောင်ဆိုတာလိုအပ်တယ်ပေါ့သူတို့ broker ပေါ့နော်တို့ပွဲစားတွေလို့ပြောလိုက်လို့ရှိရင်သူကမကြိုက်ကြအောင်အမှတော့ဥပဒေမှာတော့ပွဲစား broker ဆိုတာရှိတယ်ပွဲညွတ်စားတဲ့လူဖြစ်တယ်ပွဲတစ်ပွဲဖြစ်တယ်ပွဲပေါ်မှာအဖိုးအခါယူတဲ့လူပွဲကဆိုတာယူကိုယူရလေအဲကြောင့်မို့ဝင်းနောက်ပိုင်းမှာထွေအုပ်ကလည်းတင်နန်းတွေပါတယ်ပို့ချပြီးတဲ့အခါကျအကျိုးဆောင်လုပ်ငန်းဆိုပြီးတော့ရင်ကြီးအောင်ပေါ့ပြောတာအကျိုးပဲဆောင်ပွဲကယူထားပေါ့တို့ပွဲစားတွေလို့ပြောလိုက်လို့ရှိရင်သူကမကြိုက်ကြအောင်အမှတော့အဲ့ဒီလူမှာဘာအားနည်းချက်ရှိလဲဆိုတော့ခုနကမောင်ကောင်းပင်ပြောသလိုပေါ့သူတို့မှာကဒီကိုပိုင်မြေကွက်တစ်ကွက်ဝယ်တော့မယ်ဆိုရင်အဲ့ဒီမြေကွက်ကမြေတိုင်းရက်ကွက်မြေကွက်အမှတ်ဆိုတာလည်းမသိဘူးအဲ့ရောင်းတဲ့ဦးလေးပြောမှဆိုတော့လည်းမသိဘူးအဲ့လိုမျိုးဒါလာလိုက်ဖို့မယ်ဆိုတာမျိုးတွေတို့ဖုန်းနံပါတ်ယူထားတာတို့အခုရောင်းမဲ့မြေကွက်ဟာခရံလားပါမယ်လားဆက်လက်လားဘာမှမသိဘူးသူတို့အယောင်းမဲ့ပွဲဖြစ်ပွဲက200ခိုင်နှုန်းယူမယ်300ခိုင်နှုန်းယူမယ်စရှိသဖြင့်ဒီပုံမှာပဲစိတ်ဝင်စားတာလေအတိသက်တင်နဲ့ထုံးမယ်ဆိုပြီးပြီလို့ထင်တာပေါ့နော်တကယ်တမ်းကြောင့်မဟုတ်ဘူးလေအင်ချန်မီအကျိုးဆောင်လုတ်တော့မယ်ဆိုရင်အင်ချန်မီအကျိုးဆောင်တယောက်ကသိထားမှာကဒီရက်ွက်တစ်ခွက်ကိုအပ်ပြီဆိုလို့ရှိရင်နံပါတ်1
မြေတိုင်းရက်ကွက်နဲ့မြေကွက်အမှတ်သိရမယ်အဲ့ဒီရောင်းမဲ့မြေကွက်ဟာပါမစ်လားခေယံလားအဲ့ဒါတွေကိုမသိဘူးဆိုလို့ရှိရင်ဒေရန်ရှင်းနေရှိရကိုခေါ်ပြီးတော့သာဥစာရန်စစ်လက်စစ်ရောဝေကျနာခေယံဝေကျနာသူတို့လာပြတာပါမစ်ကြီးလာပြတယ်နောက်ပါမစ်တောင်မလုပ်ရသေးတဲ့စလစ်ကိုလာပြတယ်အဲ့လိုမျိုးတွေဖြစ်တဲ့အခါကျတော့အဆင်မပြေဘဲနဲ့ပွဲပြတ်သွားတာတွေရှိတတ်တယ်အားကြောင့်အိမ်ချမ်းမြေကျိုးဆောင်ကလည်းပဲမြေကွက်တစ်ကွက်ကိုလက်ခံတော့မယ်ဆိုရင်မြေတိုင်းမြေကွက်မှတ်ပုံနဲ့နေရာလိပ်စာသူတို့ရဲ့ရန်မြေပေါက်ရဲ့အမည်ပေါ့နော်ရောင်းသူရဲ့နေရာလိပ်စာတိတိကျကျတရင်းကြီးထောင်ရထားဖို့လိုတာပေါ့အကြောင်းဝယ်တွေလုပ်တဲ့အခါမှာပေါ့နော်စာချုပ်တော့မယ်ဆိုရင်မဖြစ်မနေပေါ့စစ်စေးတဲ့အချက်တွေကတော့ဘာတွေရှိနေလဲဗျစာရုပ်ချုပ်တော့မယ်ဆိုရင်ကိုဟောဝယ်မှာဟာပါမစ်လားစလစ်လားဂရမ်မြေလားဘိုးဘွားပိုင်မြေလားပေါ့နော်ကြမ်းမြင်အဖြစ်တော့အဲ့၄မျိုးပုံမှာပဲအယောင်းဝယ်လုပ်ကြတာများတယ်အဲ့တော့စလစ်မြေဆိုလို့ရှိရင်စီပင်မှာစစ်လို့မရအောင်စီပင်ကိုမလွှဲရသေးပါမစ်မြေဆိုလို့ရှိရင်2000ပြည့်နှစ်တည်းကနေပြီးတော့မှအိုးအိမ်ဦးစီးဌာနစီပင်ကိုအကုန်လွှဲပါလို့ဆိုတော့လည်းပဲအကြောင်းမျိုးမျိုးကြောင့်ခုထိမလွှဲရသေးတာလည်းရှိဂယံကြလို့ရှိရင်တော့ဂယံမြေကစီပင်ကိုလွှဲပြီးသားနောက်တကဘိုးဘွားပိုင်မြေဆိုလို့ရှိရင်နေရာစီမံဌာနမှာအရင်စုံစမ်းမှာပေါ့အဲ့ဒါကြောင့်မလို့မြေကွက်တစ်ကွက်ကိုဝယ်တော့မယ်ဆိုလို့ရှိရင်ဒီမြေကွက်ကိုမဝယ်ခင်မှာသူ့စာရေးစာတမ်းတွေကိုတိကျမသိဘဲနဲ့ဘဲသွားစစ်မှာအိုးရင်သွားစစ်လို့လည်းမရအောင်စီပင်သွားစစ်လို့လည်းမရအောင်သိထားခဲ့တယ်ဆိုလို့ရှိရင်ပုံစံ106ပေါ့မြေယာဆိုရင်စီပင်မှာစာရေးစာတမ်းအထောက်ထားနဲ့တင်ပြီးမေးလို့ရတယ်အဲ့ဒီမြေကွက်ကစစ်လိုက်တဲ့အခါအဲ့ခရမ်းလျှောက်ထားတဲ့ဒါရေရင်းတူးလျှောက်ထားတဲ့အစရှိတဲ့ပြင်ပေါ့နော်ဒါမှကန့်ကွက်ချက်တွေရှိတယ်ခရမ်းခွဲဖို့ရနှစ်ဦးဆိုင်ကညင်းကုန်ပြလို့လာပြီးတော့ကန့်ကွက်ထားတယ်အစရှိတဲ့အကုန်ပေါ်တယ်အရန်ဆိုရင်လည်းပဲအဲ့လိုအချက်လက်တွေကပေါ်ထက်တယ်ပေါ့ဘိုးဘွားပိုင်ကြီးကြတော့လှိုင်းတို့မယန်းကုန်းတို့နောက်အင်းစိန်တို့အဲ့လိုမြို့နယ်တွေမှာဘိုးဘွားပိုင်ကြီးဆိုဘိုးဘွားပိုင်ကြီးမဟုတ်ဘိုးဘွားပိုင်ဘိုးဝေးပြည်နဲ့ပိုင်ဆိုင်ခဲ့တဲ့မြေမျိုးမို့လို့အရာအပေါ်ကြတော့လွယ်ကူပြောချတာပေါ့ကိုဝယ်မှာပဲဖြစ်စေရောင်းမှာပဲဖြစ်စေမြေအမျိုးအစားနဲ့မြေပုံစံရဲ့သူ့ရဲ့ကရင်ဖြစ်ခဲ့မယ်ဆိုရင်တော့အမီပေါက်ကဘာလို့လဲဒီလူတွေကိုအရင်ဆုံးကျွန်တော်တို့ကတိထားဖို့လိုအပ်တာအဲ့ဒီအချက်တွေကပို့ပြီးအရေးကြီးမယ်တဲ့ဒါပေါ့စောက်ပြီးသားကွန်ဒိုပဲဖြစ်စေကြိုပွိုင်းကွန်ဒိုတွေဖြစ်စေပေါ့နော်ဒီကွန်ဒိုတွေဝယ်တဲ့အချိန်မှာဘလို့စာချုပ်ဘလို့အချက်တွေနဲ့ပြည့်စုံမှဒါစိတ်ချလို့ရမယ်လို့ယူဆလို့ရလေဗျကွန်ဒိုဆိုရင်အခန်းကျယ်ကြီးစောက်ပြီးတော့လစ်ပေါ့နော်ဓာတ်လီကပါတယ်ဟဲ့6လွှာအဆောက်အဦပါညာဆိုလို့ရှိရင်ကွန်ဒိုလို့တတ်မှတ်လိုက်တာကွန်ဒိုလောအရာကြအဲ့ဒါမဟုတ်ဘူးတကယ်ကွန်ဒိုမီနီယံလောအရာစောက်ကြမယ်ဆိုရင်တဲ့ထမဆုံးလူတယောက်ကပိုင်ရှင်အမည်ပေါ့သူ့မြေကြီးကစတူယန်ပေ2000ရှိရအဲ့ဒီအထက်ကျင်းဘလောက်ကျဲအဲ့ဒီပုံမှာသူကစောက်တဲ့ခါကျတော့မှအခန်းဘလို့ဖွဲ့စည်းမယ်ပေါ့အစချင်းပဲစီမီစီကန်တွေအကုန်လုံးကွန်ဒိုမီနီယံလုံးမှာအကုန်လုံးထည့်ထားတာပါတယ်ဝယ်သူတွေကရောဒီမြေကိုဘလို့မိုးပိုင်ဆိုင်မှုရှိလဲအဲ့ဒါလေးတွေရောတရားဥပဒေရောတတ်မှတ်ထားမျိုးရှိလားရှိတာပေါ့အဲ့ဒါကတော့ခုနပေါ့နော်စတူရန်ပဲ2000ထဲမှာဒါ2000ထားပါတော့ဓာကြီးကိုဆောက်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီထဲမှာပါဝင်တဲ့ပုံကိုယ်တွေအားလုံးအသင်းအဖွဲ့ဖွဲ့ရတယ်အသင်းအဖွဲ့အနေနဲ့ကြည့်ကြပြီးတော့မှဒီအခန်းတစ်ခန်းကိုကိုယ်ကဝယ်တော့မယ်ဆိုလို့ရှိရင်အဲ့အခန်းတစ်ခန်းနဲ့ပတ်သက်လို့ပိုင်ဆိုင်မှုကသူကစကွဲဖြစ်1200ဝယ်မယ်2400တန်ဝယ်မယ်ဒါမှမဟုတ်ဒီရဲ့တစ်ဆင့်ကျဲတဲ့ဟာဝယ်မယ်ဆိုတော့အကျယ်ဝန်းနဲ့ပတ်သက်လို့မြေကြီးလဲအဲ့အတိုင်းတာကိုသူကပိုင်လာတယ်လေဒီအမျိုးသားတွေရောအကန့်အသတ်ချက်ရှိလားဗျဘိုးဘွားပိုင်မြေတို့ဂရမ်မြေတို့ဖြစ်ရမယ်လေပါမစ်မြေတို့စလင်းမြေတို့နိုင်ငံတော်အခွန်မပေးဆောင်ရသေးဘူးလေဂရမ်နေမရှိဘူးအာမခံချက်မရှိဘူးမြေရှင်တဦးတည်းပိုင်တဲ့မြေမျိုးဖြစ်စီနိုင်ငံတော်ပိုင်မြေပေါ့နော်နိုင်ငံတော်အစိုးရကနေပြီးစီမံခန့်ခွဲတဲ့မြေမျိုးဖြစ်စီအဲ့မှာသူတို့ရဲ့ခွင့်ပြုချက်နဲ့လေစောက်ခွင့်ရှိတယ်တော့ကွန်ဒိုတွေဗီလာတွေဝယ်ယူတဲ့အခါမှာရောဆရာဘယ်လိုမျိုးပိုင်ဆိုင်မှုတွေအတွေ့အများလေးဗျ။ तू ကအုံနာပုတ်တွေပေးရဲဆိုပြီးတော့အပြောများကြတယ်ပေါ့နော်။ဒီအခြားရောဘာတွေရှိနိုင်သေးလဲပေါ့ဆရာ။အုံနာပုတ်ဆိုတာကတော့ဒီအခန်းတစ်ခန်းကိုဝယ်မယ်ဆိုလို့ရှိရင်တော့ဒီအခန်းတစ်ခန်းရဲ့ဒါပိုင်ဆိုင်ခွင့်စာအုပ်ပဲလေ။ဒီနေ့အပြင်လည်းပဲဟိုအသေးစားခရံလိုပေါ့ဂရန်တီပေးထားစီမင်းစည်းကမ်းတစ်ခုပါပဲ။ကွန်ဒိုစဝယ်တဲ့ဆိုတာမပြီးသေးဘူးပေါ့နော်။မပြီးသေးတဲ့အစာအုပ်မျိုးဆိုရင်6ရက်ခွဲပေးရမယ်ပထမရက်ကဘယ်လောက်ဒုတိယရက်တိုက်ကြရက်ဘယ်လောက်ပေါ့အဲ့လိုအပြီးဖြည့်ပြီးတဲ့ခါမှာတစ်နှစ်တည်လို့ရှိရင်သူ့ကိုဂရန်ထုတ်ပေးမယ်သူ့ရဲ့ပိုင်ဆိုင်မှုထောက်ထားအဲ့လိုမျိုးရှိသလိုဒီအိုးအိမ်ကနေဓာတ်တိုက်ကင်တဲ့အစာအုပ်တွေကြားရင်တော့အုံနာဘုတ်ပဲရတယ်လေကိုကြောင့်အိုးအိမ်နဲ့ပြင်ပဟိုဆောက်လုပ်ရေးကုမ္ပဏီနဲ့အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ဟာမျိုးတွေကြတော့ပိုင်ဆိုင်မှုမြည်ကြီးပါပေးတယ်။ဟုတ်ကဲ့အဲ့လိုပေးတယ်အဲ့တော့နှစ်60ခရန်ထုတ်ပေးတယ်အိုးအိမ်ကပဲထုတ်ပေးတယ်မတူညီတဲ့ကွန်ဒိုတွေပေါ်မှာမတူညီတဲ့ပိုင်ဆိုင်မှုမျိုးတွေပေးတာမျိုးရှိတာပေါ့နော်ဟုတ်တယ်
ဒီကတော့ဒီ owner book တစ်ခုလည်းပဲဟိုပဲကင်ဆောင်ထားမယ်ဆိုရင်ရောခိုင်မာမှုကပြည့်စုံလာမှာ အပြည့်စုံပါတယ် တချို့လုံးချင်းအရာတွေမှာလဲဆရာဒီလိုကရင်မြေပေါ်မှာ developer ကနေပြီးတော့ပေးရ owner book ကိုမှပိုင်ရှင်ဦးနေကြတာမျိုးရှိရဗျာဆရာအဲ့ဒါလေးရောစိတ်ချလို့ရလားပေါ့နော် တခန်းထဲမှာ2ယောက်နေတာ တခဲနဲ့မို့ဥမာသွားဒီလုံးချင်းအရာကိုတော့4ထပ်ဆောက်လိုက်တယ်အောက်က2ထပ်ကိုပိုင်ရှင်တူအပေါ်က2ထပ်ကိုပိုင်ရှင်တူဆိုပြီးတော့ရောင်းလိုက်တယ်ဆရာဒီလိုမျိုးကရောစိတ်ချလို့ရလားဝယ်ယူတဲ့အခါမှာ view site ဖို့လိုလားပေါ့နော် အဲ့ဒါခုနလိုအနည်း60 gram ပေးတဲ့ဟာမျိုးဆိုစိတ်ချရလေ ဟော မြေကြီးလည်းတယောက်တစ်ဝက်ပိုင်တာပေါ့ ဟုတ် အဲ့လိုမျိုးပေါ့သူ့လည်း gram ရမယ်ကိုယ်လည်း gram ရ ကျွန်တော်ဒီလိုအိမ်ဝယ်တဲ့အချိန်မှာ Mac ပုံတင်စာချုပ်တွေရောချုပ်ကိုချုပ်ရမှာလားဗျ အမှတ်ပုံတွေချုပ်ရမယ်လေမှတ်ပုံတင်မဟုတ်ရင်တရားမဝင်ဘူးအ ਨੇ ဆုံးတန်ဖိုးတသိန်းအထက်မှာမှတ်ပုံတွေချုပ်ဆိုရမယ်လို့စာဥစာရဥပဒေမှာပါပြီးသားမှတ်ပုံတွေမချုပ်ရင်တပိုင်းတစ်စဆောင်ရွက်တယ်ပဲခေါ်တယ် ချုပ်မယ်ဆိုရင်ရောဘယ်လိုအချက်တွေကိုကျွန်တော်တို့ထည့်သွင်းပြီးတော့ချုပ်ရမလဲ အဓိကတော့ကိုဝယ်မဲ့မြေကွက်ပစ္စည်းစရင်ပေါ့နောက်ကဘယ်မြေကွက်ကိုဝယ်မှာလဲကိုကမယန်းကုန်းဝယ်မယ်ဆိုမယန်းကုန်းမြေတိုင်းရက်ကွက်မြေကွက်အမှတ်လမ်းကဘာလမ်းပေါ့နော်အဲ့လမ်းထဲမှာရှိတဲ့ခြံအမှတ်ဘလောက်အဲ့ဒါနဲ့ပတ်သက်လို့အဲ့မြေကွက်ပစ္စည်းစရင်ကိုမဖြစ်မနေစီပင်မှာစစ်ပြီးတော့မှပါမယ့်အချက်ကတော့ရောင်းသူရဲ့မြေမှတ်ပုံတွေနေရာလိပ်စာဝယ်သူရဲ့အမြေမှတ်ပုံတွေနေရာလိပ်စာအယောင်းဝယ်ပြီးလို့မဲ့ငွေတန်ဖို့ပေါ့ပြီးတော့မှဒီအချက်ထဲမှာမဖြစ်မနေပါတာသူကနေရောင်းကျင်တယ်လို့သိန်း1000နဲ့ရောင်းကျင်တော့ကျွန်တော်ကမ်းလှမ်းလာတယ်အဲသိန်း1000အတွက်ဒီနေ့ဆင်ရဘယ်လောက်ပေးတယ်ပေါ့အာတန်နဲ့ငွေဘယ်နဲ့ပေးချင်တယ်ပေါ့အပြက်ကွက်လို့ဆင်ရငွေ2ဆဆိုတာမျိုးဒါတွေဒီချက်လက်တွေဆင်ပြီးဆိုင်လာတော့မဖြစ်မနေပါမှာเนาะအတိတက်တွေကအနည်းဆုံး2ယောက်ပါရမယ်เนาะဒါစာဥစာရဥပဒေရဆရာတို့လက်တွေ့မှာတော့အတိတက်တွေကအင်ချမ်းမြေအကျိုးဆောင်လို့ရှိရင်အင်ချမ်းမြေပွဲစားတွေက4ဦး5ဦးပါတတ်တယ်ဆရာကတော့အဲ့လို2ယောက်နဲ့မဖြစ်အောင်5ယောက်ပါမင်းပွဲကယူမှာယူနေဆရာစာရုပ်က2ယောက်နဲ့ထိုးလို့မပြည့်စုံဘူးဆိုနောက်ကျောဘက်မှာထိုးအဲ့လိုမျိုးဖြစ်တဲ့ဒဇုံတာဖြင့်အဲ့တက်တင်5ယောက်ကိုကအားယူရတာပေါ့5ယောက်ထဲက3ယောက်လာအောင်လေအဲ3ယောက်ဆိုဒီစာရုပ်ကတရားစွဲတဲ့ကအောင်မြင်တာပေါ့ ပြီးရင်အင်ချမ်မြေဝဲတဲ့ခါမှာဆိုကျွန်တော်တို့လေဟိုသတင်းစာကြော်ညာရမယ်သတင်းစာကြော်ညာရမယ်ဆိုပြီးတော့အဲ့ဒါလေးတိထားတယ်ပေါ့နော်ဒီဖက်ခစ်ကိုရောက်လာတဲ့ခါကျတော့သတင်းစာဖတ်ရှုတဲ့လူတွေကတော်တော်လေးနည်းသွားကြတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးသတင်းစာကြော်ညာတဲ့ဖြစ်စဉ်ကလည်းဆက်ပြီးလှုပ်တင်လာပြီးရင် तू ကရောဘယ်လိုမျိုးထိရောက်မှုတွေရှိလဲပေါ့ အဲ့တော့တက်တိကံဥပဒေနဲ့ဆိုင်တာပေါ့ဆရာတို့တယောက်နဲ့တယောက်ပြဿနာတစုံတရာဖြစ်လာလို့ရှိရင်ပတ်ပလစ်တိအောင်မင်းဘာလုပ်ထားမင်းကတိုးတိုးတိတ်တိတ်ဝယ်ထားတာလားဒါမှမဟုတ်မင်းကအပေါင်ကြီးကိုရောင်းပေါင်စာချုပ်ခတ်တင်နဲ့ချုပ်ပြီးဝယ်ထားတာလားအဲ့ဒါမျိုးဆိုရင်သတင်းစာမကြော်ညာဘူးလေကိုကတရားဝင်မယ်ဆိုရင်လူသိရှင်ကြားကြော်ညာတာသူကသူဖတ်တည်ဖြစ်စေမဖတ်တည်ဖြစ်စေပဲသူကနေ့စဉ်ထုတ်သတင်းစာတစ်ခုမှကြော်ညာရမယ်လို့ပါတာဟုတ်သတင်းစာမဖတ်လဲရတယ်ဆိုတော့လူဒန်းစားတစ်မျိုးသတင်းစာကိုဖတ်မှရတဲ့လူဒန်းစားတစ်မျိုးရှိတယ်အဲ့ဒါဘာလဲဆိုတော့အမွေကိစ္စတွေအချမ်းမြေကိစ္စဖြစ်နေတဲ့လူတွေကသတင်းစာကိုမိုးလင်းထားတဲ့ပြုတ်ရောက်ကြည့်ရအဲ့လိုသတင်းစာတွေမှာကြော်ညာတယ်ကိုကြီးကြီးအပြည့်ဒီမြေကွက်ကိုဒီတိုက်ခန်းကိုအယောင်းဝယ်လုပ်တော့မယ်ကန့်ကွက်လူဆိုလို့ရှိရင်9ရက်တွင်လာရောက်ကန့်ကွက်ပါဆိုလို့ရှိရင်အဲ့တော့မှ तू ကကန့်ကွက်ရတယ်လေမကန့်ကွက်ပဲကြော်သွားလို့ရှိရင်တစ်ချိန်ချင်းဖြစ်လို့ရှိရင်ဒါအဒီကိုင်းကကျွန်တော်သူ့ကိုတကယ်ရောင်းတာမဟုတ်ဘူးဒီလိုကိုကျွန်တော်ပေါင်လိုက်တာဒီလိုပဲတရားရုံးမှာလိမ့်ထားတယ်အဲ့လိုလူတွေကလှုပ်တက်ကြတယ်ပေါ့အဲ့လိုမျိုးတွေကင်းဝေးအောင်ဆိုပြီးရောင်းဝယ်လုပ်တယ်ဆိုတာကိုကြော်ညာအဲ့လိုမျိုးကြော်ညာတဲ့အတွက်အောင်တင်ကြတော့အဲ့လိုမျိုးညှင်းဆိုခဲ့ရင်တော့ကြည့်ဘယ်နေ့တော့သတင်းစာကိုကျွန်တော်တရားဝင်ကြော်ညာထားပါလေဆိုရင်တရားသူကြီးကလည်းကန့်ကွက်လို့မရဘူးပိုင်ဆိုင်မှုဂယံလို့ပြောလိုက်မယ်ဆိုရင်သူနဲ့ဒွန့်တွဲပြီးပါလာတာပါလဲဆိုဂယံတက်တန်းပေါ့နော်ဒီဂယံတက်တန်းနေရရောဥမာနှစ်30နှစ်50နှစ်60ရှိတယ်ဒီတက်တန်းနေရရောကုန်သွားရင်ကျွန်တော်တို့ကဒီပိုင်ဆိုင်မှုကလည်းပြက်ပြယ်သွားလားဒါမှမဟုတ်ဘယ်လိုပြန်ဆောင်ရွက်ရလဲဗျနှစ်30ရှိရနှစ်60ရှိရနှစ်90ရှိ10နှစ်တောင်ရှိရဒေါင်းတောင်မြို့တော်တွေမှာတော့နှစ်60ပဲစပေးတာများတယ်အင်္ဂလိပ်ခေတ်ဝိတုရိယဘုရင်မကြီးလက်ထက်တုန်းကတော့အနှစ်90ခန့်ဥပလမ်းမတော်လာတာဗဘေးတန်းဝတ်တထောင်အနှစ်90ခန့်အင်္ဂလိပ်လိုထုတ်တာအဲ့လိုမျိုးတွေဆိုရင်တက်တန်းပြည့်သွားတဲ့ခါကျတော့ရက်30အလူလာကြိုပြီးတော့ရှောက်လို့ရတယ်ကြော်လို့ရှိရင်လည်းဒဏ်ရိုက်တယ်ပေါ့နော်အဲ့လိုဂယံတက်တန်းမကုန်ခင်ရောအမိပေါက်ပြောင်းလဲလို့ရလားဆရာဂယံတက်တန်းမကုန်မီအမိပေါက်ပြောင်းလဲတာကတော့အခုအယောင်းဝယ်လုံနေလေဘယ်နှခုဖြစ်ပြောင်းလို့ရတယ်ရနော်ကျွန်တော်ဒီအမိပေါက်ပြောင်းလိုက်မယ်ဆိုရင်ရောဒီတက်တန်းကအစ်စ်ပြန်ဖြစ်သွားလားမသိဆရာသူ
သူငကူကတတန်းဟိုမှာကျန်ရှိရဲ့တတန်းကိုပဲကျွန်တော်ရရလားဗျ ငကိုနေ့အောင်မှာပေါ့တစ်နေ့ရဲ့9လပေါ့နော်90နှစ်ကထုတ်ပေးတယ်ဆိုရင်အနှစ်60ပြည့်ရင်တက်တန်းတိုးရတာပဲခုချုပ်တဲ့စာအုပ်နဲ့မဆိုင်ဘူး ဒီနေ့ဒီချိန်ကျွန်တော်ဝယ်လိုက်တဲ့မြေကနောက်10နှစ်နေတော့တက်တန်းကုန်ပြီဒါပေမဲ့ကျွန်တော်ကဒီကြားထဲမှာဝယ်လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ကအမီပေါက်ဖြောင်းပြောင်းလဲလိုက်ပေးမယ်လေဒီတက်တန်းဒီ10နှစ်ပဲကျန်မှာဒီ10နှစ်ကုန်သွားရင်ကျွန်တော်အသစ်တက်တန်းပြန်လျှောက်တက်တန်းတိုးရမယ်ဟုတ်တယ်ကြားအနေနဲ့ပေါ့နော်ဒီအင်ချင်မြေဝယ်ရောင်းလုပ်တဲ့လူတွေအတွက်တိထားတဲ့အချက်3ချက်ဆိုရင်ဘယ်ဟာတွေဖြစ်မလဲပြောဆရာ အင်ချမ်းမြေဝယ်ရောင်းလုပ်မယ်ဆိုရင်နံပါတ်1ခုနလိုပေါ့ဝယ်မဲ့မြေကွက်ရဲ့ရာဆိုရင်ပေါ့နော်တိတိကျကျသိရမှာပေါ့ရောင်းတဲ့လူကပိုင်ရှင်အစ်စ်ဟုတ်သလားခုနအရက်ကလေးနဲ့ဝယ်ထားတဲ့ပိုင်ရှင်ဖြစ်နေသလားပေါ့အဲ့နှစ်ချက်သိရမယ်နောက်တစ်ခုကဘယ်ဟာပဲဖြစ်ဖြစ်မှတ်ပုံနဲ့စာချုပ်ချုပ်မှတရားဝင်နိုင်ငံတော်အကုန်ပေးဖို့ပေးဆောင်မှတ်ပုံနဲ့ချုပ်ကိုချုပ်အောင်အဲ့မှာခိုင်မာမှုရှိတယ် ဆရာဒီအင်ဂျင်နီလောက်လာတဲ့တက်တန်းတစ်လျှောက်မှာပေါ့နော်အမတ်အရာဆုံးဖြစ်စဉ်လေးတစ်ခုပြောပါဆိုဘာဖြစ်မလဲဗျာဆရာ ခဏအမတ်ရဆုံးမှာတော့အင်ချမ်းမြေပြဿနာတစုံတရာဖြစ်ပြီဆိုလို့ရှိရင်စာရွက်ချုပ်ပြီးတဲ့ချင်းတွေကိုလူမိုက်လို့ထင်ပြီးရှေ့ကနေထွက်ခိုင်းပြီးတော့အာလာဆရာလိုက်ရှင်ဆရာလိုက်အဲ့လိုမျိုးတွေအမှန်တကယ်ကရှင်းနေရှေ့ရဆိုတာကဥပဒေနဲ့အညီတရားရုံးတွင်းမှာပဲပြောဆိုဆောင်ရွက်ခွင့်ရှိတဲ့ပုံကိုယ်တွေအဲ့ပြဿနာတွေကတော့ခဏအမှတ်ရတယ်မဟုတ်ဘူးရှင်းလက်ရှင်းပြတယ် ဟုတ်ကဲ့ခုမှအင်ဂျင်နီတွေစပြီးလေ့လာပြီးတော့ဝယ်ရောင်းလုပ်ချင်တဲ့လူတွေအတွက်ရောဆရာဘယ်လိုအမှားစကားလေးပြောချင်လဲမသိဘူးဗျ အင်ဂျင်နီလောကကိုခြေစုံပြည့်ဝင်နေဆိုရင်နံပါတ်1မြေအမျိုးအစားအကြောင်းကိုနားလည်ထားရမြေနဲ့ပတ်သက်လို့တကယ်ပိုင်ရှင်အစ်စ်မှန်ပေါ့သိရပိုင်ရှင်အစ်စ်မှန်ဆိုတော့ပိုင်ရှင်အစ်စ်တော့ဟုတ်တယ်လူတွေပြောသလိုခရံကရုံးလို့ပါဆိုပိုင်ရှင်ကတည်သွားတာလားရှာမရတာလားဆိုလို့ရှိရင်ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကွာကြိုသိမှာလေခရံအမြေပေါက်တို့မြေအမြေပေါက်တို့ကိုယ်တိုင်ကရှိနေတဲ့ဟဲ့ဆိုလို့ရှိရင်တော့ခက်ခဲမရှိဘူးဒါပေမဲ့ဘူဘပိုင်မြေတွေဆိုလို့ရှိရင်တခါလေကြတော့ခုနအိတ်ကကွက်ကြီးရှိတယ်အဲ့မြေကိုတခါခွက်စိတ်မြေကိုပြန်ကူးပြီးတော့နာမည်ပြောင်းယူရတာရှိတယ်နောက်ဘူဘပိုင်မြေဆိုတာဘယ်တော့မှခရံမရှိဘူးတို့အတူခရံထုတ်ပေးတဲ့ဟာတွေဆိုတာကဘူဘပိုင်မြေတော့ဘူဘပိုင်မြေဥပေးပြီးပင်နဲ့မြေမျိုးမဟုတ်ဘဲနဲ့မယန်းကုန်းလိုနေရာမျိုးတွေမှာရှိတယ်သုံးခါဝေရထားတဲ့မြေတို့လမ်းက39ရထားတဲ့မြေတို့ဆိုတာရှိတယ်အဲ့ဒါတော့လေယာမြေတို့နိုင်ငံပိုင်ပြုလို့ရဥပဒေရလဲလို့မရတော့ဘူးအိမ်ဆောက်ခွင့်ပြုတယ်ဆိုရင်မြေမျိုးတွေပေါ့အဲ့ဒီမျိုးအယက်ကတိစာချုပ်နဲ့ဝယ်ထားတဲ့လူအဲ့လိုလူတွေကသူတို့ပေးရမယ်ဆိုရင်စီပင်ကတခါကျအထူးခရံဆိုပြီးတော့ပေးတာမျိုးလည်းရှိတာဘိုးဘီပင်ကပေးခဲ့တဲ့ဝယ်ထားတဲ့မြေမျိုးဆိုရင်အယောင်းဝယ်မှတ်ပုံနဲ့စာချုပ်ပဲရှိတယ်အဲ့စာချုပ်မှာပဲဥပြူကဦးနေဦးနေနေဦးလဦးမြအစရှိနေဒီလိုပဲနာမည်ပြောင်းထားတာပဲရှိအဲ့စာကိုအဲ့ဒါပဲကင်ထားကျွန်တော်မြန်မာနိုင်ငံမှာအင်ချင်မြေနဲ့ပတ်သက်ပြီးတော့အဖြစ်အများဆုံးပြဿနာတွေရောဘာတွေများရှိနေလဲဗျအဖြစ်အများဆုံးပြဿနာတွေကတော့မခိုင်မာတဲ့မြေတွေဝယ်မိတာပေါ့အကုန်စိတ်ကန်းဆိုလို့ရှိရင်စလစ်မြေတွေအများကြီးရှိတယ်အဲ့လိုမြေတွေကစီပင်ကစစ်ပေလို့မရသူတို့ဆိုဘာမှမလာသေးဘူးအိုးအိမ်ကပဲအတုစစ်အဲ့လိုဖွဲတာဆိုတော့ဆာရဲစာတန်းတွေကဘယ်လိုလုပ်ပြီးတော့အတုစစ်ဖွဲလို့ရမလဲစလစ်စာရဲလေးလေအဲ့လိုမျိုးဆိုတော့ချုပ်ရှင်းနေအများကြီးပေါ်တာနောက်ပါမစ်ပေါ့ပါမစ်ပြောင်းတဲ့ခရံသစ်လျှောက်ပြီးတော့ပါမစ်အစ်စ်ကြီးရတဲ့ခါပေါ်လာပြန်စာရုပ်အစင်စင်နဲ့အဲ့ဒါဆိုလို့ဓာတ်ရုပ်ပြန်ဖြတ်သိမ်းရပြန်ပြီးတော့ပိုဆိုးတာကပါမစ်အစင်မအတူမအိုးအိမ်ကပဲတည်တယ်အဲ့ဒီဟာကိုစီပင်ကိုလွှဲလိုက်တဲ့ခါကျတော့စီပင်ကလည်းအိုးအိမ်ကလွှဲတဲ့ပါမစ်ပဲတကယ်လက်မှတစိတ်တုံးတွေဘာတွေကစပြီးတော့1ဆက်ပြည့်စုံတဲ့ဆိုပြီးတော့မှအဲ့ဒါကြီးကိုတင်လိုက်ပြီးတော့မှအနှစ်60ခရံထုတ်ပြီးလိုက်အဲ့ဒါကြီးကအခု5နှစ်ကြာမှမြေစည်းတွေလည်းကောင်းလာရောပါမစ်အစစ်အမှန်သမားကပြန်ပေါ်လာပြန်ရောပုံမှန်ကိုကခရံကြီးကိုဝယ်ထားတာလေဝယ်ထားတဲ့ခါကျဘယ်လိုလုပ်မလဲဒီတဲ့ဆိုတာက BIB လို့ခေါ်တဲ့ဝယ်ရောင်းသမားတွေအများဆုံးအားဖြင့်လုပ်လေလုပ်ထားရှိတယ်အယောင်းဝယ်စာရွက်ချုပ်ဖို့ဆိုမြေပုံကူ21ရက်တောင်ပိုင်းမှာရမယ်ပေါ့အဲ့လိုမျိုးသတ်မှတ်ထားတာကိုအယောင်းဝယ်စာရွက်ချုပ်ဖို့ကခရံကိုဘာတရားရှိတယ်နိုင်ငံခြားထွက်အောင်မအစဖြင့်အကြောင်းမျိုးပြပြီးတော့မှ9ရက်တွင်ထုတ်ပလိုက်ဘလုံးကြီးထုတ်တယ်ဆိုတော့ဒါကမြေပုံကတော့အစ်စ်မှန်ဆိုတော့ဌာနဆိုင်ရာထုတ်ပေးတာဆိုတော့လက်ခံရတာပဲလေအဲ့လိုမျိုးတွေလည်းရှိတဲ့အတွက်ပါမစ်မြေရောစနစ်မြေရောခရံမြေရောအယောင်းဝယ်လုပ်တဲ့ခါမှာတော့တော်တော်တောင်းကြီးတာပေါ့တာမန်ကြီးရင်တော့ဘာမှမဟုတ်ဘူးပေါ့နော်ကျွန်တော်ကြည့်ရှုသူတွေအတွက်ရောဆရာဘယ်လိုမျိုးအမှားစကားလက်ဆောင်လေးပေးခြင်းပါလဲဆရာကြည့်ရှုတဲ့ဤတိုက်ကခုပြောသွားတာလေအဲ့တော့တိုက်ခန်းပဲဝယ်ကွန်ဒိုပဲဝယ်ကွန်ဒိုမီယံလောအရဒီကွန်ဒိုတွေကိုဝယ်ခရံမြေပါမစ်မြေဝယ်အဓိကကတော့ပိုင်ဆိုင်မှုအထောက်အထားတွေမှန်ကိုအိမ်ဆိုရင်မြို့ပြတဲ့အိမ်ကဖွံ့ဖြိုးဥပဒေဌာနရုံးမှာအရင်သွားစစ်ဒီဂရန်မြေတို့
မြေနဲ့ပန်ချက်စီပင်ပိုင်မြေဆိုလို့ရှိရင်စီပင်မြို့တော်စီပင်သားမြေစီမံဌာနမှာအရင်သွားစစ်အဲ့လိုစစ်ပြီးတော့မှအမည်ပေါက်ဖြစ်တဲ့ခါမှာရောင်းမှုဝယ်ဖို့ဆောင်ရွက်ကြတာအကောင်းဆုံးပါပဲအကြံပေးခင်